ဒီဘုံမကြိုက်နေမလားမပြောပါနဲ့ပြောတော့ပါဟုတ်ဘူးပြောသေးခြင်းလို့ပြောသေးခြင်းလို့ပြောဘုံမကြိုက်တိုက်တော့ငါကြောက်ဘုံမကြိုက်ရင်ငါပြောအဲ့ဘုံမကျွန်တော်ပြီးနင်းပြီးမှတော့ငါဘာလို့ရမလဲမဟုတ်ဘူးလေကျွန်တော်ပြောပြီးရတယ်လို့ပြောတာဟုတ်လားကျွန်တော်နဲ့စကားဝင်ထွက်ရှိတယ်သူကလည်းကျွန်တော်ကိုကြိုက်တဲ့ကျွန်တော်လည်းသူ့ကိုကြိုက်တဲ့တယ်ပဲအဲ့ဘာပြောပြီးတော့မလုပ်ဘူးလက်ကလေးကန်ကိုကြိုက်ပြီးကျင်းလက်ကလေးကန်ရရင်ကြာပြီငါတကယ်ကျင်းနေလားလူဒီကန်ရင်အဲ့ဒါဆိုလက်ကလေးကန်ရအောင်ကျွန်တော်ဂွင်ဖန်ပေးမယ်အခုကျွန်တော်နောက်ကလုပ်လိုက်ကျွန်တော်ကနေလိုက်ဟာလက်ကန်ရုံမဲမလားကျွန်တော်ကနေလိုက်လက်ကန်ရုံပဲငါလက်ကလေးကန်ရင်ကျင်းနေပြီကွာဘာဖြစ်တာတော့ဟမ်ကြေချောင်းရလို့ကျန်တဲ့ရှိဆိုးတွေရှေ့ဝင်ကကျမတို့မဆိုးနေပြီနော်နေဘုံမကြိုက်တာလားငါကြိုက်တာလားဒီတစ်ခုခုလွဲနေတယ်လို့ပဲနော်ငါတော့ခံစားနေရပြီနော်ပြီးမှဆိုလို့နောက်မှဆိုဟာလက်တို့အဲ့လိုအချိန်ဆိုင်မရှိပဲနဲ့ကလေးမမယုံရင်နင်လက်မကန်ရတော့ဘူးနော်ငါပြောပြင်မယ်နင်လက်ကိုင်းနင်ကောင်းစားဖို့ငါလုပ်ပေးတာလေအားပေးတယ်အားလုံးပဲအားလုံးပဲဆိုဘာတွေနိုင်တာတော့အားလုံးပဲလက်ညှိုးထိုးအားလုံးပဲကြွလာကြတယ်အတိုင်းစမ်းကြည့်မယ်နော်အစင်မပြေကောင်မလေးကြီးမသွားဘူးနော်အားလုံးပဲကြွလာကြတဲ့ပြည်သူများကိုကျွန်တော်ပေါ့စီကဂျေဇူးတင်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ညာဘက်ကပြည်သူကြီးကောဘယ်ဘက်ကပြည်သူကြီးရောအလဲကပြည်သူကြီးရောကျွန်တော်နှလုံးထဲမှာကျွန်တော်အပေါ်နှလုံးအဲ့ကလည်းမလွဲတင်လေလို့နင်ကပြောတယ်အောက်နှလုံးကအပေါ်နှလုံးမှာပါကျွန်တော်နှလုံးသားထဲမှာပြည်သူအလုံးကိုရင်ထဲကနေ I love you ကြည့်ရကောလူကြီးတိုင်း I love you ဘွားညချစ်တဲ့တတာပြန်နေမနာကျေးဇူးတင်ပါတယ်ခင်ဗျာကလေးမကိုကျွန်တော်ခေါ်လိုက်မယ်ကိုလက်ကင်ရုံပဲနော်အစင်းတော့ပြည်တင်နော်အေးပါအရန်ပရမလုံးနဲ့နော်ကျွန်တော်လက်ခေါ်ကျွန်တော်ဘုမိုင်းထောင်းလေဟာအများလေးကဲဒီကိုပြောဘာလို့မရိုင်းလိုက်လားမဟုတ်လားဘာလို့နင်ထမရဘာကြီးထွက်လာအောင်ဟမ်ဘာယူထမင်းကနေလက်မဲထွက်လာတယ်ဟောပန်းကတ်ကြီးပါဩငါမေသိကိုမသိဘူးရေအေးဘောတကယ်ပဲသပင်းတက်လိုက်ပါဦးမယ်ဘမအေးငါ့ကိုချစ်တာဗောအော်ဟောနင်တခုပြောအောင်မယ်ငါဘာစုပ်ကိုလောက်ခိုင်းတာဘာဖြစ်နေလဲဟိုငါပချလိုက်တော့မှာနော်ချစ်လေးမရှိတော့မလို့ငါနေဘယ်လိုပြောနေလဲငါကပြောနေတာဘုမအေးနေမတွေ့တာကြာလို့မသိဘူးတကယ်တော့ချောတာဟုတ်လားငါလေးနင်ကဖုံးဆက်သေးရဲ့လေဟာဖုံးဆက်တာဒီနေ့ချက်ပေါင်းတာချုံမိုင်းအဲ့ဒီချင်းနေဆိုတော့ငါတန်းရှိကုန်တာပဲလေဘုမငါလေးဒီကိုအေးစီစကားပြောပြရှိရသေးလားအခုလေရှင်လေးဘာဖြစ်နေလို့ခိုင်းနေလဲကြည့်အောင်ရှင်လေးတခွတော့တကယ်ကြီးမရအောင်လားရှင်ငါရှင်စောပြေးတော့ချင်ဟုတ်ပါရတာဗောတကယ်ချင်းတော့မလို့တာလိုက်ပါနော်ရှင်လေးတခွတော့ရှင်ကြီးခဲ့မယ်နော်ဟာဘာမှပြောတယ်နင်ကလာတာအဲ့ဒါဘာလို့ငါကန်မှာဆိုငါပြောပြီးကန်မယ်နင်ကိုကန်ခိုင်းနေအချင်းရောကန်ခိုင်းရမယ်လေနေမကန်မှာဆိုတော့ငါဒီလိုနေနေရတယ်ဘိုးတော်စောင့်နေနေငယ်ကြီးရပြီလားရင်စားနေတာနဲ့တော့ပဲရင်လေးပေးပါဦးတောက်ပြီဘာဖြစ်နေရတော့အမုံပါလားလို့ကြည့်ကြည့်ရမုံပါလားလို့ကြည့်မုံပါလားတောက်မယ်ရေသားတော့ဟုတ်ပါတယ်နော်ရေသားနေပါမယုံဘူးလို့ငါကြည့်ကြည့်နေနေရလားဟုတ်ဘူးဟိုလိုမောတော့မယ်လို့မောတော့မယ်နေဘယ်လိုပြောနေရတော့ကောင်းလိုက်တာရေလေး
အေး တ နာ ကယ်ချင်းတိတ်လိုက်တော့မယ် မ နော် ခဏလေးခဏလေးတကယ်ကြီးငါတော့နေဟာနေပေါ့တော့တာ ငါလည်းစားရလေ ဆိုင်လို့ငါတော့နေတာလေငါ့ကိုတိုက်ပြီးကြမှာငါ ရ ရှိ င် ပြီ ကြီး ငါကြီး တယောက်တည်းပါလေရောက်ရက်ခက်နော် ဘောဘောနေတိုက်တဲ့ရေလေးတော့ပြီအေးလို့ အေးရင်ထဲကိုအေး တ တော့ ကယ်ကြီး အေး ငါတခုပြောဦးမယ်ငါနေပေါ်မှာဘယ်လောက်ရှင်းလဲဆိုရင် ပြောစမ်း နေယုံမလားတော့မသိ ယုံ ဘူးဟိုးကောင်းကင်ကြီးကိုအပေါ်မှာကိုကတိပေးရသေးတယ် ကိုကိုလည်း ဟိုးကောင်းကင်ကြီးကရှိတဲ့ချစ်တရားတွေကိုအောင်လည်းမျိုးချစ်တယ်ဟိုးပတူကြီးမြကြီးက ပထဝီအောက်မှာ ဟောငါလို့ပတူကြီးမြကြီးကအဲ့ဒီမြေတို့တွေစုံးနေတယ်မျိုးချစ်တယ်ဒါနဲ့ဟိုငါခိုင်းတဲ့သဘောမတော်မှာငါစိတ်လေးတော့မလုပ်ချင် ဆွတ်လိုက် ဘူးတောက်ချင် ဆက်လေလေတော့ချင် ဟုတ်ပါ အေးရမယ်ခဏစား နည်းလို့ပြောတော့ အေး မကန်သေးဘူးလားကွာ ငါပြောမယ်သူစက်လိပ်ပေးတဲ့ချိန်မှာအဲ့လိုကန်ခိုင်းမယ်စက်လိပ်ပေးတဲ့ချိန်သူပြန်ပေးတဲ့ချိန်ကန်နော်နေပြအောင်လို့နော် ကန်နေလိုက် အေးပါ ကန်နေပြီနော် စက်လိပ်ရပြီ ငယ်ကြီး ဟေးစက်လိပ်မရသေးဘူးလားတကယ်ချင်း အေးလာပြီ လဲပြောတော့ ဆက်လိုက်ကဟိုဘက်မြောက်ဘက်ရင်သွားညီ အော် အေး စက်လိပ် ရောက် အာโอเคဟေး ဘာဖြစ်နေ ကောင်းပြန်ကြီးဟေးဟေးဟိုးအမေချမ်းဖို့ဘူးတော့ ဘာဖြစ်နေရတော့ ဘောအဲ့ဒီစက်လိပ်အမွေကိုရှူးကြည့်လားအမေပြီးတော့ ready ပဲဘာလဲ ready စက်လိပ်တော့ပဲ အေးရက်တယ် ငါဂရင်းနဲ့ချင်းတာဟုတ်လားမရ အေးက ပစရှင်မနေတယ်ငါလည်းပဲတခါနဲ့ရည်ပြဆတာ ဟာရေးပါရ တကယ်ကြီးရေမနက်တော့ငါလည်းပြီးခဲ့တဲ့ပွဲတော်လေ အေးပေါ့ မင်းဟောငါစိုက်ပူချင်တာသိလား လင်းမငေါ့လိုက်မပို့ပဲနဲ့ငါ့ကိုတယောက်တည်းလွတ်လာ ရပါတယ်ငါတကယ် အေး yes မင်း နောက်ပွဲတွေ့တော့ငါ့ကိုလိုက်ပို့မှာနော်မနေ့ကလိုမျိုးချိုးမျိုးငါ့ကိုချိုးလို့မရဘူးနော် ငါတော့ရင်းတော့တကယ်ငါတော့ဆက်တော်ပြီ တိုက်လား ဆက်တော်ပြီအဲ့ငါတော်ရင်ငါဆက်တော့မှာ တိုက်ပြီ အကြိုက်တယ်လားမကြတော်ပြီ တော်ပြီဆိုငါ့ကိုပေးလိုက်တော့လေစက်မတောင်းနဲ့တော့လေ တော်ပြီစိတ်ကကွက်တယ်ဆက်လိုက်စိတ်ကကွက်တယ် အိုင်း တကယ်ကြီးပြီးတော့ယူလို့စိတ်ကကွက်တဲ့ထည့်လိုက်တော့ပြောတာတကယ်ကြီးရောက်တကယ်ကြီးရောက်တကယ်ကြီးရောက် စိတ်ကန်ကွာတဲ့သူကအဲ့ဒါပဲရှိရလေကွာ မတော်လို့အမွေးတွေမိတော့မှာမင်းတို့က ဟိုမမင်းကငါမ ငယ် ကန် ကြီး ဘူးမကန် အမလေး ကန်နေလိုက်ကန်နေ ဒီကကြည့်တကယ်ချင်းလာအောင်ဒီနေ့ကနေငယ်တော့စော့မယ် ဘယ်လိုဆော့မှာ လက်ကိုကိုက်ကြည့် ဟမ် အချစ်စမ်းမယ် အချစ်စမ်းပါ လက်ကိုလည်းငါကိုက်တယ်ကိုက်တဲ့အချိန်မှာနားတယ်လို့မပြောချင်နားတဲ့သူကမချစ်လို့ ငါလည်းသူကမချစ်လို့ ငါလည်းတအားခိုက်ပါတယ်နော်တအားခိုက်တော့ ပြီးတာပဲအဆုံငယ်ငယ်ကလိုပဲနော် အေးပေါ့ ရတယ်နင်ကြိုက်မလားငါရင်ကြိုက်မလား ဟမ် နင်ရင်ကြိုက် ငါရင်ကိုက်တယ်လေငါကိုက်မယ်နားလား နာဘူး ဘယ်နာမလို့ငါတိ့ုံပဲတိ့လာတာရငါလက်က ကြိုက်မလားပေးတယ်ပေးလို့ ပေးလိုက်လို့ပေးလိုက်လို့ ပေးလေ ကိုက်ကိုက်ကငါညံ့တယ်ဆက်လို့ပြပြအောင်ကိုက်ကိုက် မတော်ပါနဲ့ခိုင်ခိုင် ဟေးဘောမရင်ကေတူလီဘောမ ရင်ကမြတ်တော်ဒီလေးတော့ကိုရှိခဲ့ပြီးစပြည့်ရပြည့် တူတူ စပြည့်ပါစေနားစင်ရနေလလလာရီမပြီးလို့တော့ရင်မစရာကျန်တာပါမင်္ဂလာတိပြီးလို့တော့လူရောက် လူရောလူမျိုးလူမျိုး စီရလာပြီးလို့ ဒီတူလေး တတလေး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 
ရှင်တို့ကိုဘော ပြန်လာတဲ့တာဒီလေးတမကိုပြေထုတ်ပြီးစကိုကိုတဲ့ချမ်းသာစိတ်နာစင်ကနေနှလုံးသားရဲ့မောင်ကိုကိုတဲ့ပြန်မစင်နာစင်နာမင်္ဂလာတီးလေးကိုကိုတဲ့ကိုရောက်လည်းမြောက်ချစ်ရင်လားကိုကိုနေရတဲ့နေကိုနေခိုင်းနိုင်ဘူးကိုကိုနာဒီပြောတာယူလိုက်ပါအသက်ရှင်နေတာကိုကိုတဲ့ဘဝနဲ့သက်ရှင်နေတာချစ်တော့ကိုကြပါရှင်ကောကောပါလိ Let's go ရ ကိုင်းနေတော့ဘမတို့တောင်းဆိုထားတဲ့တချင်လေး ဟုတ်ကဲ့ ဟုတ်ကဲ့အဲ့တော့တောင်းဆိုထားတဲ့တချင်လေးက ဟုတ်တယ် ကောင်းလိုက်တဲ့လူတဲ့နော် ဒါလူတွေကလုံးမတွေတောင်းတာပါ ပြီးတော့ကျတော့ဟိုလေ ရှိတဲ့အတွက် ကိုချင်းသားဟိုလေအဲ့နာအေးဆိုင်အကွင်းရဆိုင်လေးကျူတယ်ကွင်းရဆိုင်ကလည်းကိုန်းချစ်ကိုတောင်းတာပါတယ်ဟိုအကျွေး2000လာပြီးလေဦးလေ တချင်တွေဝယ်တောင်းတာမဟုတ်ဘူးလား ပြန်မပေးမယ်ပြောပြီးတော့ အာ ဒီတော်ကြီးအခုကျေးဇူးပါတယ် ကဲတော့မောင်လေးကောင်းလိုက်တဲ့လူ ကောင်းတာပေါ့ ဝဲမဲ့ ကောင်းတာပေါ့ ကဲကိုင်းချင်း ဆိုတော့ကောင်းတာပေါ့ ကောင်းလိုက်တယ်လူ ကောင်းလိုက်တဲ့သူလေး ကဲတော့တို့ကနာမည်လေးတွေနဲ့တရုပ်ဆောင်နဲ့ကွန်ပျူတာနော် ဒါပေါ့ဒါပေါ့ နာမည်လေးတွေငါပေး ပါရှင် ဟမ်နာမည်ငါပေးရမလားလူတွေကအိုးဝင်းအောင်နဲ့နာမည်ချင်းငါမှာဟုတ်လား အဲ့ဒါ ရရဲအဲ့တော့လူတွေကအိုးဝင်းအောင်ညီညီအောင်နဲ့နာမည်ချင်းခဏလဲပေးပါနော်အေးယူသွားဟုတ်ကဲ့ပေး ဟောကိုင်းတော်ပြောရလား ရောဆို ဟုတ်ရပြီ မင်းနာမည်ပေး ကျွန်တော်နာမည်တော့ အဲ အကျွေးဆက်လာအောင် အင်တာကွက်နဲ့ကြသွားရင်ကောက်ရတော့ညီကအလူမဒေါ်လာထွေးနဲ့နာမည်ချင်းလဲမယ် ဟုတ်တယ် အဲဒေါ်လာထွေးဘုံမနဲ့နာမည်ချင်းခဏလဲမယ်နော်အေးဟုတ်ပြီဟုတ်ပြီ ဟုတ် ကဲရောဆိုနင်းနာမည်ပေးအဲ ဟဲ့ ဘယ်ကနှုတ်တာတော့ အာဘယ်ကပါဦးလို့လားအေး ရှောက်ပြည့်နေနာမည် ရပြီ ငါဆိုအဲ့ဒါပြန်မပေး ရက် ဘူး ရက်တော်တော်ဒီဟိုကကိုဝဲနော် ကျွန်တော်ကိုဝင်းတော့ကဲအလူတကိုင်းဖြစ်သွားပြီနော်ကဲဒါကအလူတကဟိုကအလူမကဲတော့ကျွန်တော်ကလင်မယားပေါ့ဟုတ်လား ဟုတ်တယ်လင်မယားတဲ့ ကွမ်းချေ ဒီကရားတော့မသိဘူးလင်မယားတဲ့ အဲ့ဒါလေကျွန်တော်လည်းအဲ့ဒါမသိလို့မေးမယ်နော် อืม လင်မယားဆိုတာလင်ရရတာလားမရရတာ လင်မယားဆိုတာကမှတ်တာ9နိုင်လောက်ကြမယားရတယ်တနင်္လာခွဲလောက်ကြလင်ယားရတယ်ဟောမနက်မိုးလင်းတော့လင်မယား ဘယ်နဲ့မိုးလေးကျတော့ရခုပိုက်ကြပါထရ မိုက်ပြီ ဆိုရိုက် ကဲတော့ကျွန်တော်ကလင် ဟာ မယားနော် ကျွန်တော်ငယ်ငယ်တုန်းကတောက်ခဲ့တဲ့ရိုင်ယန်ဒီပါဟောကျွန်တော်ငယ်ငယ်တုန်းကတောက်ခဲ့တဲ့ရိုင်ယန်ဟာဒီကောင်ကိုကျွန်တော်တယ်လီဂရမ်မှာမြင်ဘူးလေ ဟိုးလာဆာမော်ပီရိုင်းတီ အမလည်းမဆိုင်ဘူးလက်ဆန်မောပြခွာ ကဲတော့ဇာရင် အဲ ကိုနောင် ဇာ ကိုနောင် နာမည်ခေါ်တော့ကြောက်ပါလေအိမ်မှာခေါ်တဲ့နေ့ပဲခေါ်တော့မယ်ဟောမိမဘာဖြစ်နေလဲ သူ့ခေါ်တယ်နင်တော့မဖြစ်နေတာ ဦးရနာ ကဲဟိုကမိမ အေး ကို ယောက် ရာ ျား ကိုရာဒီတော့ညီတော့ဦးရား ကဲယောက်ျား မိမ ကဲယောက်ျား တို့ဟာမိမ အေးယောက်ျား ငါလူမယ်နော်အဲ့တော့မိမ อืม ငါလူတော့မိမ ငါမငါမ ဆိုင်စီလည်းပြောလိုက်ပါဦးသူ့ပတ်သက်တဲ့ကိုမိမတွေဘလို့ဘလောင်းဖြစ်နေပြီ ငါလည်းဒီနေရာလေးနှိုက်နေရတာပါနော်ကဲမိမ ကဲယောက်ျားရေ ငါလူကတော့ငါကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာငါလူမငါတော့နေမိမငါဟိုမိမငါလူကတော့ငါနေဝလုံးတောင်တော့ငါမလူချင်ဘူး ဩကျုပ်လည်းအဲ့ဒါ ဘလုံးတော့မလူချင်းဝချမ်းများထောင်းသူ ဘို့ဟာဒီတိုင်းမလူဆိုင်းနေမင်းသမီးတွေလူမယ်ဒါကိုပြောတာနော် မင်းသမီးတွေမှာကြီးကြီးကျယ်ကျယ်လူပါ ကြီးကြီးကျယ်ကျယ် ကဲတော့ယောက်ျား ရ ငါ့ကြောင့် အေးမိမ ကဲမိမလူမယ်ငါ မိမလူမိမလူမိမ ကဲအဲ့တော့မိမပြောချင်တာတခုရှိတယ်ငါ အိမ်နီးနားချင်းလည်းအာနာကြပါအောင်လို့လူပြရှိတဲ့ကျန်တဲ့ကိစ္စပြောကြပါဦးဒီမိမနဲ့ယောက်ျားနဲ့မိမဒီနှစ်ခုထဲမှာလဲနေတယ်နင်တို့ ကဲပါပေါ့စီ6កောင်ချင်းနဲ့ခွေးမပေါ့ခဏ ငါဘာကြီးခွေးထလိုက်ပြီကွာ ကဲမိမ အေးယောက်ျား ငါလူကတော့ငါကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာလူမယ်ဆိုင်းနေမင်းသမီးပိတ်တဲ့အစုံထဲမှာ ကဲအလူတော့သူများလူတညပဲမလူဟဲ့တို့ကတော့ ဘာနေညလူမှာ 3ညလောက်လောက်မယ်လေ 3ညလောက် ဘာလို့တော့ကားမှမငါပဲနဲ့မင်းလူမဟုတ်ကွာအားလုံးကဒုံတာ
လူပညာမောင်နှမတွေဆိုတော့လာပြီးတော့ဝိုင်းဝန်းပြီးတော့ကူညီကြမှာဆို ကဲ တော့ အဲ့တော့မင်းမဆိုင်ရတော့ငါတော့ဘောင်းဆောင်လူမှာ မေကွာ နော် တကားမလူပဲနဲ့ခြံတော်လေးပဲလေးထောင်းထောင်းလာအောင်ဟေးငါနာညက်ကလာပြီ ကဲမင်းမရေ ဟဲ့ အငိမ့်ကန်းလေးတော့နင်ကဆိုင်စရာဘယ်သူတီခိုင်းကောင်းမလို့ ကဲဆိုင်ကတော့ငိန်ကန်းလေးကိုတော့တို့ဟိုငယ်ငယ်လေးနဲ့ ဟော ချော ဝါလေးလိုလိုက်လေကျော်မင်းတခေါ်ရဲ့သူ့တဖီးပဲလောက်ခိုင်းလိုက် ခေါ်ရည်တပီး မနေ့ကျန်တဲ့ရွာတွေတခေါ်ပြောပြောတပိပြောပြောရှက်ရင်ရှက်လိမ့်မယ်တို့မြို့ကတော့ရှက်ကုန်မရှက်ဘူး ဘာလို့မရှက်တာ တို့တင်ခေါ်တာမှမဟုတ်တာ မဲဟာကြီးတဲ့ကိုတို့ကတည်းက ကဲအဲ့တော့မင်းမကဲနေကြိုက်ကဲအငိမ့်ကန်းလေးဆိုင်စရာဘယ်သူတီခိုင်းမ ကဲ လို့ တော့ဆိုင်ကြတော့တို့ဟိုငယ်ငယ်ချောချောလေးလေတို့ညောင်ညောင်ဤပဲတီးခိုင်းလိုက် ညီ ရ အောင်ဘာညောင်းညောင်းဤတို့ညီအောင် ကဲဟုတ် ညီ 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 ညာ အောင်ပဲတီးခိုင်းလိုက် ဟော တော့ အကောင်လေးကဂူချွန်ဖြိုးနဲ့လည်းတူတယ်ဆိုလားပဲ ဟုတ်တယ်မနေ့ကချီကားတိုက်လို့ပြေပေါ့တယ်စုကချီကားဖလာကျင်နဲ့တင်တဲ့ချီကားတိုက်တာတဲ့ သူ့ကိုသူမြတ်ဘူးကြုံဖြိုးတယ် ဆိုင်စရာဘဲဂူထဲဝင်နေရ ဟောဘူးကြုံဖြိုး ကဲမိမအငိမ့်ကန်းတော့ညီညောက်တီခိုင်းမယ် အေး ကဲမိမသဘောနော်မိမသဘောနော် တော့ဆိုင်နေကြီးပဲတီးခိုင်းနေတော့မရောက်လေတော့အငိမ့်ကန်းလေးပါလေးတော့ကောက်ခိုင်းအောင်ပါ အ ပေါ့ ငိမ့်ကန်းလေး အေးအငိမ့်ကြတော့မင်းမတို့ကောက်ခိုင်း အငိမ့်တော့အဲ့တော့ယောက်ျားကြိုင်ခမယ်နော် အေး မိမယော မ က်ျား ခင်ထွေးရင်ဆိုရင်ရောမခင်ထွေးရင် မကင်သေးနဲ့ဟိုအဲ့ရတဲ့ကိုထနိုင်မှုမကင် အိမ်မှာ သေး လည်းပြင်းနေတဲ့တူမခင်ထွေးရင်ကခိုင်းရင်ရော ကဲခင်ထွေးရင်ညီလေးဖြစ်တဲ့တို့ဟွာဘိုးမကြီးထဲ့လိုက်ကောင်းမလား ဘုံမငားမယ် ဟမ်အေး ငားမလာမထဲ့ရင်မလာဘူးငားမလာမထဲ့ရင်ထွက်ပြေးမှာ ကဲမိမအငိမ့်ကတော့ငါဘိုးမငါမယ်ကွာ ကဲအဲ့တော့ အေး ကဲလူမဲမင်းဟိုဗိတ်တွေပဲထဲအောင်မလား ဘိတ်တဲ့ ဗိတ်တွေတော့ရှုပ်တယ်ကွာအကုန်သားမြောက်ခိုင်း လင်းအောင်တော့မြောက်ခိုင်းလိုက်နမောဘုရားကလည်းပြီးသွားအောင် ကဲမိမဒါနဲ့နင်းနဲ့ကလည်းစကားပြောတာဟုတ်ပါဘူးတို့အလူရက်ကနီးပြီနော်ငါသားနဲ့ရောဘယ်ပြောင်းနေ အေးအဲ့ဒါပြောတာ ကဲဟွာကွမ်းချေမောစီနင်းတို့ညောင်အားနေတာနင်းတို့ငါသားနေရတိုးဆောင်လိုက် ဟောတဲ့ညီကိုချင်းပေါ့ဟဲ့အောင်ကိုချမလား ငယ်ကောင်ပို့သွားတယ်နော် ချမလားအဲ့ဒါတော့ချမမကြည့်ရဘူး ဒီတော့ကြီးကောင်ကြီးမိုင်းနဲ့ကြီးမကောင်းမှာငါသားခေါ်လိုက်ဝင်ခုနရင် ခေါင်းထဲမှာတော့ ခုန ဒါထူးလိုက်လေးတာ ခုနအော်ငါသားငါသားကြီးရဒီမှာရောက်နေတာကိုလာစမ်းငါသားအမလေးအမေလိုက်ရှာနေတာငါသားငယ်မင်းတအားဆော့လို့နဲ့ကွာမင်းအလူမစင်မမလည်းမင်းတအားကတာ ကဲကျင်လို့ကတော့မို့တန်အောင်လို့ကနေတာ မိမ အေး ဒါငါသားခွန်အောင်လေးလား ခုနလေး ငါသားအလူရက်ကနေပြီလူလဲပိန်းညောင်လို့ဘာတွေရောလုပ်တယ် သိညောင်ကြီးအဲ့မှာမျက်လုံးပဲကြံတော့လေကြည်အောင် တတတနေချင်းနေနဲ့သွားပြီးတော့ချော့ ဘာတွေစော့တာလဲ တတတနေချင်းနေနဲ့သေးပေါက်ပြိုင်တာ အာ မင်းအဖိကြတော့မခေါ်ဘူး တတရှုံးတယ် တတဘလို့ရှုံးတာလဲ သူတို့ကတစ်ပင်မတက်ပေါက်တာရှည်ကြီးပဲတားကြတော့တန်းပြီးသွားတာအဲ့လိုမှပြီးဟလူရမ်းနေပါတယ် နောက်ကငါသားလေးမော်တက်ပါ ဟိုနေမိမငါသားနေအလူရက်ကနေပြီပိန်းတာငါမကြိုက်ဘူးနော်ဒီငါဆိုးမဆိုးနဲ့နေ နားကိုပိန်နေရပါငါသား ငါသားဘာမှမကြည့်ဘူးလား ကဗျာမတတ်ပိတ်ခါဒါမိမိပဲချစ်တာ ဟိုအဖေကတောက် ကဗျာမတတ်ပိတ်ခါဒါမိမိပဲချစ်တာ မင်းအဖေကိုမစော်ကားနဲ့နော်သားမင်း ငါသားရဲ့ ဒါလေး အမေမမေ အေးငါသား တတဘိုင်းချလို့ အေးငါသားပိုက်စာနေမှသိတယ်မေခမင်းကျွေးမယ်လေ ဟောစမ်းလာချီစားမချီ ချီ နိုင်ငံခြားမင်းမထားတဲ့ချီ ငါသားလည်းငါသားကိုကြီးကိုအဲ့လိုပြောလေငါသားရဲ့ငါသားအိတ်နေ ချီမတန် this တော့လား this choose this တယ် ငါသားကဲ တတဘိုင်းချလို့ အေးငါသားတို့အမေက ဟောသမလားဟော တော်တော့ ကမိမနဲ့ငါသားလေးကိုတစ်ခုခုကျွေးလောင် ကဲငါသားစားဖို့အမေကစက်သားဟင်းချက်ထားတာ ငါသားစားဖို့တေချာပြောဘာငါသားစားဖို့တတအဘာတတဘာချ ငါသားစားဖို့စက်သားဟင်းချက်ထားတယ် တတစားချင်တတအယူညာ ငါသားလည်းမင်းကြီးများ ကဗျာမတတ်ပိတ်ခါ အဲ့တော့ငါသားစက်သားမကြိုက်ဘူးဆိုရင်ဝတ်သားချက်တယ်ဝတ်သား တတအီရစားချင် တားချင်းမြတာပဲဒါဆိုရင်မင်းဟိုကြက်ဥငါသားကြိုက်တယ်ကြက်ဥချက်တာ ကျုပ်ကြီးစုံနာလို့ ငါသား ပြောမနေမင်းတို့ကကစိုးရွက်ကိုနတ်မောင်စားရတယ်ရုံမဟုတ် ဟိုငါသားလေးမင်းကျုပ်မကြိုက်ဘူးလား ကဗျာမတတ်ပိတ်ခါ ဟုတ်ပါအဖေကချစ်လို့ပါကျုပ်မကြိုက်ဘူးလား ကျန် ကျုပ်မကြိုက်မင်းဟိုဥစားမလား နှလုံးရောင်မရှိတယ်နှလုံးရောင်မရှိတယ်ဟပ်ပွိုင်းစမလားမွေးချော်စမလား ငါမလေးပါလေငါမလေးပါလေ ဟို2025မှာပေါ်တဲ့ဥ ကဲငါသားအဲ့ဒါငါသားဘာစားမှာမင်းကြီးတာအားများလားနဲ့ကွာ တတဟွာစားချင်တာ နောက်စားကြတော့ပြော သမင်းပူလေးကိုလေရှီလီချာလီနဲ့ရှမ်းပြီးတော့အဲ့ဒါ ဆန်းလိုက် မိတ်ဆက်ဖုံးနဲ့ရှောင်းတယ် ဟဲ့ဒါလေးဟို
ဖေနားတဲ့မကြလိုက်လို့ဘာစားကျင်တာ တတသမင်းပူလေးကိုရှီလီရှာလီနဲ့ရှမ်းပြီးတော့လေအဲမစ်ချက်ဖုံနဲ့ရှားမယ် လာအဲ့ဒါသားငယ်တော့ဘယ်သိပါမလို့အဖေရှင်းပြမယ်လားလာအဖေရှင်းပြမယ်လားလာပါ တတမစ်ချက်ဖုံရှားခြင်း အဲ့ဒါအဖေရှင်းပြမယ်လားသားငယ်တော့ဘယ်သိပါမလို့အဲ့သားစားကျင်တဲ့ တတမစ်ချက်ဖုံရှားခြင်း အေးအဲ့ဒါအဖေရှင်းပြမယ်လားအဲ့သားစားကျင်တဲ့အမေကြောက်ဖို့ကလေအဲ့ဒါငါသားစားမယ်ဟာမဟုတ်ဘူးနော်အဖေညတဲ့ရင်သွေးမြည်တယ်ဟာနော်အဲ့ဒါ အဖေအဲ့ဒါယူရင်းနှီးကြီးတယ်ဝါဝရလာဖေဖေရဲ့ ဟောပဲအဲ့အကုန်တော့ပဲစားကြမလို့မြုံ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 ဝါလိုက်တင်ထားလိုက်မြုံ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 ဝါလိုက်တင်ထားလိုက် မဲကြောက်ဖို့မဲကြောက်ဖို့ အပြင်းပြပြီးဆိုမှမြုံ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 တာကစီဘောကြလာကြစီဘောကြလေတော့ဟိုစီဘောကြလေ ကဲအဲ့တော့ကောင်းလိုက်တယ် ကဲအဲ့တော့ကောင်းလိုက်တယ် ကဲတို့လူတော်ကြီးကတော့ဘာမှလူလေးတွေမရှိပါ နေ ဘူး ရာမှာတော့လူလေးမရှိ ကဲအနည်းနဲ့အလားလားစူးစောင်းထားသမျှစီးစိမ်ဥစ္စာတွေမတုံမဖြုံးမဲ့ကဲဒီနေ့အလူကြီးပြီးတယ်နေပေါ့ ခုံပြမဲ့တစ်ချင်းလေးကတော့မစ်ချက်ဖုံရှားမယ်ဆို ဘူးလားမဲ ကဲမန်တက်ပြင်ဆောင်မန်တက်ပြင်စင်ကတော့မကောင်းဘူးလား ကောင်း စိုင်းနေမင်းသမီးတွေကရော ကောင်း ဗိတ်တိတ်တွေရော ကောင်း မိစကားကော ကောင်း တို့အကျွေးမွေးရော ကောင်း ကျန်တာပါကျန်သေးရော ကောင်း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  အကုန်ကောင်း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  ကဲဘာမှလူလေးသေးမရှိတဲ့တို့လူတော်ကြီးကိုနာမည်တက်ပြီးတော့ဂုံပြုပေးမှာက ကောင်းလိုက်တဲ့အလူ ကောင်းလိုက်တယ်လူ